ဒီစာအုပ်လေးလူတိုင်းတီးကြမယ်ထင်တယ်ဒါကျမဖက်ပြရတော့တော်ကြပြီဒါပေမဲ့ဒီနေ့အခန်းရှင်းရင်းနဲ့ဒီစာလေးပြန်တွေးလို့ပြန်ဖတ်တဲ့အခါမှာလည်းအသွေးလေးထက်ရစီရေပေါ့နော်ဒီထဲမှာကြိုက်တဲ့စာပိုက်လေးတွေကျမဖတ်ပြချင်ပါတယ်ယူတို့လည်းဖတ်ပြီးသားဖြစ်သွားပါပြီးတော့အသွေးလေးတစ်ခုခုလည်းရတာပေါ့နော်โอเคအခုဖတ်ပြမယ့်စာပိုက်လေးရဲ့ခေါင်းစဉ်ကလမ်းခွဲပြီးတဲ့နောက်တဲ့အသေးကွဲနေတဲ့လူတွေအတွက်အထူးတင်တော့ပါတယ်โอเคစကြမယ်တခါတလေမှာကိုချစ်ရတဲ့သူနဲ့လမ်းခွဲပြတ်ဆဲတာကဘလောက်ပဲတန်မာပါတယ်ပြောတန်မာတဲ့သူတိုင်းကနှလုံးသားရှိတဲ့သူတွေပဲမို့နာကျင်ကြရတာပါပဲဒါပေမဲ့လမ်းခွဲလိုက်ရခြင်းတခုတည်းကြောင့်နဲ့တော့ကိုဘဝကိုအသိဆုံးခံလိုက်ပါနဲ့ဒါဆိုဒီနေ့မှာလမ်းခွဲပြီးတဲ့အခါမှာပြန်ပြီးကို move on လုပ်ဖို့ remind ပြန်လုပ်ပေးချင်ပါတယ်နံပါတ်1ဘယ်အရာမှရက်သက်မသွားပါဘူးလမ်းခွဲပြီးကို့ကိုထားရတဲ့သူကရက်နေမယ်ထင်လားမရက်သက်နေပါဘူးသူကသူ့ဘဝအတွက်သူဆက်လုပ်နေအောင်မှာပါပဲဘေးနာတငယ်ချင်းတွေရောရက်သက်နေမယ်ထင်လားမရက်သက်နေပါဘူးကိုမိဘတွေရောရက်သက်နေမယ်ထင်လား no ပါအသက်တွေတရက်ပြီးပိုကြီးလာမှာပါပဲအဲ့တော့ကိုကဒီလမ်းခွဲလိုက်ရတဲ့အရာလေးကြောင့်ရက်သက်မိခဲ့မယ်ဆိုရင်အားလုံးကမှထပ်ပြီးဆုံးရှုံးနိုင်ရသလိုကိုလည်းထပ်ပြီးဆုံးရှုံးသွားနိုင်ရပါတယ်နံပါတ်2ကိုအပြစ်တင်တော့လားလမ်းခွဲပြီးလုံးမိတဲ့နောက်မှာတခုကကိုပြစ်တင်ခြင်းပါပဲဒီလိုကိုအပြစ်တင်လို့ရောဘာရနိုင်မှာလဲဘာမှမရနိုင်ပါဘူးဆိုတော့ကိုဘလိမ့်လောက်တာလဲတော်ရုံပဲကောင်းပါတယ်နံပါတ်3အမှန်တရားကိုလက်ခံပါခက်ခဲပါရဲ့ကျွန်တော်လည်းနားလဲပါရဲ့ဒါပေမဲ့လက်မခံမဲခေါင်းမနေတာကပိုလို့ခက်ခဲရနိုင်ပါရဲ့ဆိုလိုတာကတစ်ဖက်ကကို့ပေါ်မကောင်းနေတာကို့ကိုလမ်းခွဲလိုက်တာတော့လက်မခံနိုင်မဲမျောလင့်နေတာမျိုးကိုဒုက္ခရအောင်လုပ်တာမျိုးတွေကလက်မခံနိုင်ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေပဲဖြစ်ပါရဲ့နံပါတ်4တခြားချစ်ရသူတွေနဲ့အချိန်သုံးပါဥပမာတငယ်ချင်းမိသားစုဝင်တွေနဲ့စကားပြောတာပတ်ဝန်းကျင်တငယ်ချင်းတွေနဲ့မိတ်ဆွေဖွဲ့ကြည့်တာမျိုးလေးလုပ်ပေးတင်ပါတယ်ဒါကအနည်းနဲ့အများကိုယ်စိတ်ကိုအဆင်ပြေလာစေနိုင်ပါတယ်နံပါတ်5ကိုအာယုံစိုက်ပြီးနေပါဖြစ်နိုင်ရင် social media နားလိုက်တာကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့ဟာတွေကိုစီမှာမထားတာစတဲ့အရာမျိုးတွေလုပ်ပြီးအချိန်တော်တော်များများကိုဂယူးဆိုင်အာယုံစိုက်ပြီးနေတတ်ပါတယ်ဥပမာမနဲ့စောစောထားကြည့်ရအဲ့ရစောစောဝင်ကြည့်ရအစားအသောက်ပုံမှန်စားတာလေ့ကျင့်ခန်းမပြတ်လုပ်တာတရားထိုင်တာတွေအပြင်တခြားတော့ကိုယ့်ရဲ့ personal development အတွက်ပို့ပြီးချိန်ပေးလိုက်တာအကောင်းဆုံးပါပဲဆိုတော့ဒီ5ချက်လုံးကအခုလောလောလတ်လတ်အသေးကွဲထားရသူတွေနဲ့စိတ်သက်ကြလမ်းပြောင်းနေသူတွေအတွက်တခုရလိမ့်မယ်လို့ယုံကြည်ပါတယ်ဆိုတော့အသေးကွဲတဲ့လူတွေဒီစာပိုက်လေးတွေနားထောင်ပြီးတော့မှမြန်မှု follow နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရဲ့ကျမဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဒီလိုအကျိုးရှိတဲ့ဗီဒီယိုလေးတွေကိုစူးစမ်းပြီးတင်ဆက်ပေးနေရမို့လို့ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပါဖို့အတွက်တောင်းဆိုလိုက်ပါရဲ့ bye bye